အားလုံးပဲမင်္ဂလာပါ Grow with Bo Channel မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့အားလုံးမှာကိုယ်စီအိမ်မက်တွေညီမချက်တွေရှိကြပါတယ်ဒါပေမဲ့တစ်ခါတလေကြာရင်အဲ့ဒီအိမ်မက်တွေကအရန်ကြီးမားလို့နေတော့ဘယ်ကနေစရမှန်းမသိပဲတွေ့မိတဲ့ကြရမုံလားတကယ်တော့လောကမှာဘယ်ရမှချက်ချင်းကြီးပြည့်စုံလာပါဘူးကိုဝါနာပါတဲ့အမှုပညာတစ်ခုခုကိုလေ့လာတာပဲဖြစ်ဖြစ်ကျွမ်းကျင်မှုအတစ်တစ်ခုကိုတင်ယူတာပဲဖြစ်ဖြစ်ပေါ့အဓိကကနေတိုင်းခြေလမ်းတစ်ခုစီပုံမှန်လှမ်းဖို့ပါပဲဒီနေ့လုပ်တဲ့အလုပ်ကတင်းငယ်နေပါစေမနှပြန်အတွက်တော့ဒါဟာရှင်ုံတစ်ခုဖြစ်သွားမှာပါလူအများစုကအောင်မြင်သူတွေကိုမြင်ရင်သူကတော့ပါလို့ပါလို့ပါကံကောင်းလို့ပါလို့လွယ်လွယ်ပဲတွေးတတ်ကြတယ်ဒါပေမဲ့ကိုယ်ရာကနေ့စဉ်မှန်မှန်စိုက်ထုတ်ခဲ့တဲ့စူးစမ်းအားထုတ်မှုတွေကိုတော့တတိမထားမိကြပါဘူးအောင်မြင်မှုရဲ့လိုအပ်ချက်ကတခါတည်းနဲ့အကြီးကြီးလုပ်နိုင်တာမဟုတ်ပဲမလျှော့တဲ့ဆွဲနဲ့နေတိုင်းဆက်လုပ်နေခြင်းပဲဖြစ်ပါတယ်ဒါကြောင့်ဝိပိစုံတဲ့အချိန်ကိုစောင့်နေပါနဲ့ဒီနေ့လက်ရှိအချိန်ကပဲတင့်အတွက်အကောင်းဆုံးအချိန်ပါပဲတင့်ရဲ့ပထမဆုံးခြေလှမ်းကိုဒီနေ့ပဲရဲဝဲစတင်လိုက်ပါဒီဗီဒီယိုလေးကတင့်အတွက်ခွန်အားတစ်ခုခုဖြစ်စေခဲ့ရင် like နဲ့ subscribe လေးလုပ်ပြီးဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါဦးနော်နောက်တဲ့ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားလုံးပဲအဆင်ပြေချမ်းမြေ့ကြပါစေ